ယေရှုရဲ့အတွေ့နဲ့ဝိညာဉ်တော်နဲ့ဒီလူနာရဲ့တရားကိုဒီပြောက်အောင်စေပြပြအဝတ်နဲ့ပတ်တယ်ဆိုတာဖြောင်းမှခြင်းဝတ်လို့မဟုတ်ဘူးလားဒီနေ့ကျွန်တော်တို့လာပြီးမှစာတန်ရဲ့တီလို့မကရိုက်တဲ့ချက်ခံတဲ့ကျွန်တော်တို့အပြစ်သားအားလုံးအပြစ်နဲ့ကဲတဲ့လူတွေရှိတဲ့ကျွန်တော်တို့မရှိပါဘူးအပြစ်နဲ့ကဲတဲ့လူမရှိပါဘူးကျွန်တော်တို့အားလုံးလူမှန်တယ်မိမမွေးဖွားတယ်အပြစ်နဲ့ကဲတဲ့လူဖြောင်းမှတော့တယောက်မှမရှိလုံးဝတယောက်မှမရှိလို့ကျမ်းစာကပြောတာဒီအပြစ်တရားဒီကြောင့်လို့ပြောတာဆွေးရတယ်ဖြားလာရတယ်နောက်ဆုံးတီးဝင်မရဲတော့ရမှာမဟုတ်လားကဲကျွန်တော်တို့ကတနာဆက်တော့အခုကျွန်တော်လမ်းပေါ်မှာမရှိဘူးလမ်းကြီးရောက်နေတယ်ဆိုတော့ခင်ဗျာသိရင်လမ်းပေါ်ရောက်ဖို့အရင်ဆုံးခင်ဗျာမစီစဉ်ဘူးလားတန်းပေါင်းများစွာပိုင်တော်လဲတဲ့လမ်းကြီးပဲတိုင်နာလို့ပိုင်တော်လဲတဲ့မိလို့ပြန်လမ်းကြီးပဲတဲ့ကကားနာစီပိုင်တော်လဲတဲ့မိလို့ပြန်လမ်းကြီးပဲလမ်းကြောင်းပေါ်မှာရောက်ချက်တဲ့တွားနေတဲ့စီးတဲ့ပြန်လမ်းကြီးအဲ့ဒီအတေးတည်းရဲ့တော့ပဲနိုင်နတ်ဆိုရဟောတော့ပဲလမ်းကြောင်းပေါ်ရောက်နေအဲ့ဒီလမ်းကြောင်းရဲ့လမ်းဆိုတာကောင်းကဲ့ဆွေးပြီးတော့အာမင်ကျွန်တော်ပြည်လက်ခုတ်ပြီးလည်းတမျိုးတစ်ဆွေလို့ကဲ့တင်ချင်းတော့အများဆုံးရောက်သွားပါစေအာမင်အဲ့ဒီစီကဘုရင်တော်စပိကနှုတ်ကပတ်တော်တန်ရှင်တော်ဘုရင်တော်နဲ့ဒီနှုတ်ကပတ်တော်ရဲ့တုံ့တင်မှုတမန်တရားအဖြစ်ကျွန်တော်တို့ရဲ့အပြစ်တရားတွေကိုပြီးပြောက်ယေရှုရဲ့သုံးဆောင်သောတစ္ဆာဖြစ်တယ်ဟုတ်လားပတ်ဒီတဲ့အဝက်ကဖြောင်းမှခြင်းဝတ်လုံနဲ့ယေရှုကကျွန်တော်တို့ပတ်နေပြီဟုတ်လားအာမင်ဟာလေလုယာအာမင်ဟာလေလုယာအာမင်ယေရှုကဆရာတခုတို့ပူဆောင်ပြီးတရိษံတော်မှာတည်၍ဆရာတခုတို့အခုလိုပြောမယ်ဆိုတဲ့ခုခံတော့တဲ့ခုခံတဲ့ခေါ်သွားပြီးတဲ့ခုခံရတဲ့ခါမှာတဲ့ခုကပိုင်ရှင်စီမှာအဲ့ဒီလူနာအလိုက်တယ်ဒီနာရီနာတရားကိုလေသူတဲ့ခုခံပိုင်ရှင်စီမှာဆရာပိုင်ရှင်စီမှာဒီနာရီနာပြတယ်သူ့ရဲ့လူအပ်ကိုဝယ်ပြီးပြုစုပေးပါသူစားစရာတော့ဆရာလူအပ်တဲ့အားလုံးစားစရာစီကိုအားလုံးဒီကနေတော့ပြုပါအကယ်၍မလောက်လို့ရှိရင်တဲ့တဲ့စိုက်ပြီးလုပ်ပေးပါကုန်ကြတဲ့များအားလုံးနာပြတ်လာတဲ့အခါအားလုံးနာချီးပေးတယ်အာမင်အဲ့ဒီကုန်တဲ့စမာဓိကပြောသွားတယ်ဒီနာရီနပြာဆိုတာအရှင်တော်ဘုရားနဲ့မြို့ပတ်တော်ဟုတ်လားဆရာဆိုတာအတင်းတော်ဟုတ်လားအာမင်ယေရှုကအပြစ်သားတွေကိုနှုတ်ကပတ်တော်ဝိညာဉ်တော်နဲ့ဒါယာတွေကိုဖြည့်လိုက်ပြီးအတွေ့အကြုံတဲ့ဖြစ်ကိုဖြည့်လို့ရည်ဝိညာဉ်တော်တစ်စိတ်ခပ်ပြီးဖြောင်းမချက်ဝဲလုံးနဲ့ပတ်ရတဲ့လူတွေဟာညီနဲ့မကြည့်တော့ပဲတရိษံပေါ်တဲ့ဒီကနေ့ကျွန်တော်တို့ဟာယေရှုဘုရားကကျွန်တော်ကိုရွေးကောက်ပြီးဆိုရင်ပျက်စီးနိုင်တယ်ပြတ်သွားနိုင်တယ်ပျောက်သွားနိုင်တယ်တိမ်ခါရမြေကြီးကိုဝိညာဉ်မျက်စိနဲ့ကြည့်နိုင်တယ်ဆိုရင်ကျွန်တော်တို့မနေတော့ဘူးအခုကျွန်တော်တို့နေတာကဘုရားသခင်နိုင်ငံတော်ကိုပဲကျွန်တော်တင်နေတာအာမင်အာမင်ကျွန်တော်နိုင်ငံတော်ထဲမှာလည်းနေတယ်အာမင်အဲ့တော့ဘုံတိုင်းလည်းပဲတော့ဒီနိုင်ငံတော်ကိုတိုက်လို့မရဘူးအာမင်နိုင်ငံတော်ကိုလည်းထိလို့မရဘူးအာမင်စာရန်ချမ်းမှာတင်းနာမှာလူတော်တင်းနေမှာလူတော်လဲတော့တဲ့မထိမခိုင်ရအာမင်ကျွန်တော်နိုင်ငံတော်ထဲမှာတည်နေတဲ့နိုင်ငံတော်ထဲမှာတကူနဲ့တည်တဲ့နိုင်ငံတော်ထဲမှာခရစ်တော်ကကျွန်တော်တို့ကိုနေရာချလို့ဖြစ်တယ်အာမင်ရာဇနာမရိကာယုကိုကြည့်ပါစေအာမင်ဒီနာရီကပြနှုတ်ကပတ်တော်နဲ့ဝိညာဉ်တော်အဖြစ်ပြုစုပါဒီမှာတဲ့စိုက်တော့ကြအားလုံးနာပြတုနာပြလာတဲ့ခါမှာစိုက်တယ်လို့အဲ့ဒီရှမာရိကုန်းတွေကပြောတယ်ရှမာရိကယေရှုအဲ့ဒီလူနာကိုဆေးရဆိုတာအတဲလို့ခက်တော်လက်ခံတဲ့လူတိုင်းအတဲလို့တဲ့ကိုတူရမယ်အဲ့ဒီအတဲလို့ကိုရောက်တဲ့ခါမှာအဲ့ဒီအတဲတော်မှာရှိတယ်တဲလို့ဆရာနဲ့အမှုဆောင်များနဲ့တဲတော်မှာအမှုဆောင်တဲ့လူအားလုံးကအဲ့ဒီလူတိပွင့်လာတဲ့မောရကယုံကြည်သူအတဲ့ကိုကောင်းလို့ဆိုပြုစုရလူအပ်တဲ့ကိုညီရဒီကိုညီတပြအတဲတော်ရဲ့
မှာပါဝင်မှုမှာဗျာခင်ဗျားတို့လည်းစိုက်ထုတ်တယ်ဗျာဒုတိယကျေယုံကြည်ခြင်းနဲ့သိသိမှုယေရှုပြလာတဲ့အခါမှာအားလုံးသူအာမင်ဆောက်ပေးပါဖြစ်တယ်အာမင်လောရမယ်လေးရပဲပြောပါထုတ်ပြီးစိုက်တာစိုက်မှာပြန်စပ်ပေးမှာဖြစ်တယ်လောရထုတ်တာစိုက်မှာစပ်ပေးမှာနိုင်ငံတော်တက်ပေးတာပေးပါအမှုတော်တက်စိုက်တာစိုက်ပါယေရှုတက်လာတဲ့အခါမှာအားလုံးစပ်ပေးတာဖြစ်တယ်အာမင်ကျေပြောရလို့တက်တဲ့ဘုရားစင်တဲ့ထားနေကြီးရဲ့အာမင်ခုချက်ကြော်တဲ့ပစတိစားတည်းခါနာကိုတဲ့အာဟာရဖြစ်ပါအာမင်အဝါတော်နဲ့ဘုံနည်းနည်းပိတ်ပြီးရဲ့လူနဲ့ဝါစီတဲ့ခေါင်းချင်းတွေကတက်ပေါ်တဲ့ရပါအာမင်အဲ့ဒီချိန်မှာစက်တာပုံဝနာထောင်နေဆရာကခေါ်သွားပြီဆရာကအတင်းတော့ဆရာပိုင်ရှင်ကဟုတ်ကဲ့တဲ့သူတောင်းယူပြီးအဲ့ဒီဒါနာဒီနာနဲ့အပြားနဲ့သူ့ကိုတောင်းယူစမာလီကဆက်သွားသူပြလာတဲ့အခါမှာစိုက်ထုတ်တယ်များစားတယ်အဲ့စမာလီကယေရှုကတဲ့တော့အတီးသွားပြီပိတာငါ့ကိုချစ်တယ်လို့ဘုရားကိုချစ်ပါငါသူ့ကိုဆောက်ရှောက်ပိတာငါ့ကိုချစ်တယ်လို့ဟုတ်ကဲ့ဘုရားကိုချစ်လို့ချစ်ပါအေးငါတူတယ်ကျွေးမွေးလို့ပြီးသားငါ့ကိုချစ်တော့တုံးချိန်ပြီးတော့ရပ်တော့ကိုတော့ငါချစ်တယ်ဆိုတာကိုတော့သိတယ်ဝန်ခံစရာတော့မလိုဘူးလေအဲ့ငါတူတယ်ကိုဆောင်းရှောက်ယေရှုကတူတယ်ဆောင်းရှောက်ရတယ်လို့ဆရာကတူတယ်စိတ်ချဆုံးလဲဆိုရင်ယေရှုအချစ်ဆုံးမှာအချစ်ဆုံးနေရာမှာထားတဲ့တဲလို့ဆရာတူထိန်မှုပဲယေရှုကစိတ်ချတယ်အာမင်ဒါပေမဲ့ကျွန်တော်လောကလူတွေစိတ်ချတာကအနည်းဆုံး MDH ဖြစ်ရစိတ်ချတယ်ဒေါက်တာဆိုရင်ကျွန်တော်တဲလို့ဆရာကြီးပေါ့ဒေါက်တာဒါပေမဲ့အဲ့ဒီဒေါက်တာကယေရှုတဲ့သူမိမကိုချစ်ပြီးဆိုတော့တွားပြီတဲလို့ဆရာကတဲလို့တခုလုံးယေရှုနဲ့အဆက်ပြတ်သွားပြီအဲ့ဒီတဲလို့ကဒေါက်တာနဲ့ပဲကြည်လာတော့ယေရှုမပါတော့ဘူးဖြစ်တယ်ယေရှုတဲလို့လည်းမကြည့်တော့အဲ့ဒီတော့ဒေါက်တာနဲ့ပဲနေတော့မြောက်တဘုံကဆက်ချစ်ဆရာပေါကျွန်တော်ပြောရတော့ခုကြားရမယ်သူရေးမှာဆရာပေါကမလေးရှားသွားလိုက်တောင်ပိုင်းချင်းပြည်တောင်ပိုင်းကိုလည်းသွားလိုက်မတူပြည်သွားလိုက်ကန်ဖလဲပလဲဝသွားလိုက်စင်ကြီးတောင်ပိုင်းကိုသွားလိုက်ဆရာတော်များများသွားတယ်ဆိုတော့ဆရာရဲ့တဲတော့ဘယ်လိုကြည့်မှလဲလို့အားကျွန်တော်တဲလို့ဆရာတယောက်ကိုကြီးနဲ့တို့တယောက်ထားတယ်ဟာဘယ်သူလဲအားဆရာတောင်ပိုင်းကဓမ္မဆရာတယောက်MDHP ယူမဟုတ် MDH တနေ့စကားကိုဆိုမယ်ဆို M ဆိုတာမော်တော်ဖြစ်ပြီ No more M နဲ့တရားမော်တော် H ကမော်တော်ဖြစ်တယ်အခါတိုင်းမှာတရားကတဲလို့ဆရာဖြစ်တယ်တနေ့ကြီးဆရာကြီးကောပါလေဒါမဲ့သူကဖခင်ယေရှုဘုရားကိုချစ်ဆုံးနေမှာထားတာဆိုတာတော့စစ်စီရပါလိမ့်မယ် Back to the Bible life ကျမ်းစာထဲမှာယေရှုကိုချစ်ဆုံးနေမှာထားတတ်တော့သူကတူထိန်တဲ့နေရာမှာယေရှုကစိတ်ချရဆုံးတော့သူပဲဖြစ်တယ်အာမင်ဆိုလိုတာကအမှန်မှာယေရှုကကျွန်တော်တို့တူထိန်ပြီးသူစိတ်မချဘူးသူကိုယ်တိုင်ပဲမြတ်ဝါတဲ့ကမမြင်ရပြီလေအေမန်နွယ်ကဖြစ်သူကတူရီပဲတူထိန်ချင်တာအာမင်အဲ့ဒါတူထိန်ချင်တဲ့အခါမှာတူထိန်လို့ရအောင်သူ့ကိုချစ်ဆုံးနေမှာထားမှာအဲ့ဒီတဲလို့ဆက်တဲ့သူတွဲလို့ရမှာတွဲလို့ရမှာတူရီကိုတူထိန်လို့ရမှာအဲ့တော့သူရဲ့ဒီတဲလို့ဆက်သူ့ကိုမချစ်ရင်အဲ့တဲလို့ဆက်တဲ့သူတွဲလို့ရတွဲလို့ရဒီတဲလို့ကတူရီကိုတူထိန်လို့ရတဲလို့ဆက်ကသူကြိုက်တယ်မောင်းတော့မှာပြီးတော့ယေရှုအဖူပစ္စည်းဖြစ်သွားမယ်သူ့ကိုချစ်ဆုံးနေမှာထားတယ်လို့ဆိုရင်ယေရှုကသူ့ကိုချစ်တဲ့လူနဲ့တွဲပြီးအလုပ်လုပ်ချင်တဲ့ဖခင်ဖြစ်တယ်အာမင်မိမတဲ့ယေရှုကိုမချစ်ရင်မရဘူး။အခါတည်းယေရှုကသူ့မိမကိုချစ်
ပါဝင်တော့မယ်ဆိုရင်သူ့မိမမျက်စိဆူမလားဆိုပြီးပြောရတဲ့လူတွေများစွာရှိတယ်အမမယေရှုပြပေါ်ပြီးဆိုတဲ့ယေရှုနဲ့ထောက်ပြီးတဲ့နာကိုကြည့်ပြီးပြောရမိမကဘာပဲပြောယေရှုကိုရှိတော့ငါတို့ပြောပြီးပြောရအဲယေရှုကိုမကြည့်ပဲမိမနဲ့တန်ကြည့်တဲ့ယောက်ျားတော်တော်များများရှိတယ်။နေနေလေးရတဲ့တော့မဖြစ်တဲ့ဘူးဆိုရင်လည်းပြောဒါပြီးနဲ့မိမဒီနားလေဘုတခုလို့လေယောက်ျားရဲ့မိမကိုကြောက်လို့မဟုတ်အကယ်၍မိမမကြည်လိုက်ရင်မိမရဲ့စိတ်ကောင်းပြီးဆိုရင်တပတ်တိတိကိုတုံးဆက်ပြီးလိုက်သွားပြီစကားပြောရမယ်လို့အဲ့ဒီဖြစ်မှာဝရဆူရတဲ့ခါကျတော့သူ့ကိုကြည်ငါစီချင်တယ်ကြောက်လို့မဟုတ်သူမကြည်နိုင်ရင်စကားမပြောတစ်ဖက်နိုင်ရတဲ့လူလည်းဒီအဲ့ဒီနေနေတော့ဒီဖြစ်နေတာအဲ့ဒါယောက်ျားရဲ့မထမ်းနိုင်ဘူးဖြစ်အဲ့ကြောင့်မိမဒီလေစိတ်စပယ်ကောက်တာတော့ပြတ်တာဘူးစိတ်တော့မကောက်ပါနဲ့လေးရတဲ့ပြောစပယ်ကောက်တာရတယ်စိတ်ကောက်တာတော့မရဘူးလို့စိတ်ကောက်တာတော့မရဘူးစိတ်ကောက်တာတော့ရတယ်အခုဒီအဖြစ်မှာဒီလိုလေးရှိတယ်သူတို့ကစပယ်ကောက်ရင်လည်းယူတော့တယ်တချို့မိမတွေအားစပယ်ကောက်ကမကြောက်စဲတချို့လည်းသူ့စပယ်တော့မှဒေါ်လာနေရာကိုဟာပြီးဖြောင်းခိုင်းတယ်စပယ်ဖြောင်းလို့စိတ်ဖြောင်းလို့ပဲအိမ်နေလေးရတဲ့တော့ဘယ်လိုလုပ်လဲဆိုတာနားလည်းဒီငွေကုန်ဆရာတို့အထဲကဖြောင်း